တလိုင်းလူမျိုးတွေလေ ဟုတ်ကဲ့ လူတရားအဲ့အင်းနေဒီအင်းကိုပက်လိုက်တော့ ဟုတ်ကဲ့ ပက်လိုက်ကိုတခါတည်း990နဲ့900အကုန်လုံးသေးကုန် မိုးချုပ်ပြစ်ချ ဟုတ် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ထူးထူးခြားခြားပဲအင်းထဲငါးဝင်ဖမ်းတာလူတရားဝင်ဖမ်းတာလူ999ယောက်မိုးချိုးအပြစ်ချခံရပြီးတေးတယ်လေဗျာဟုတ်မဟုတ်ကြည့်ပြီးရေးခဲ့ပါအောင်တငယ်ချင်းတို့ တာတလိုင်းပင်ပေါ့ ကြာတလိုင်းပြီ ဘယ်ခုမှပြန်ပေါ်လာ ဟုတ်တယ်နှစ်ပေါင်း10နှစ်လောက်ရှိပြီ ဟုတ်လား ပင်ပျောက်နေတာလေ ဩ ခုမှဒီအင်းရဲ့ကသက်ဝင်ပေါ့ ဒီ ဟို ဒီအင်းပါသင်ဖြူအင်း ဒီမျိုးရင်ဟုတ်တယ်ဟိုတော့တလိုင်းလူမျိုးတွေလေ ဟုတ်ကဲ့ လူတရားအဲ့အင်းနေဒီအင်းကိုပက်လိုက်တော့ ဟုတ်ကဲ့ ပက်လိုက်ကိုတခါတည်း990နဲ့900အကုန်လုံးသေးကုန် မိုးချုပ်ပြစ်ချ ဟုတ် အဲ့ဒါတလိုင်းလူမျိုးတွေကနေပြီးတော့ဒီဟိုကသက်နဲ့ဒီကြာတလိုင်းဆိုတာကြိုင်းခဲ့ ဩဟုတ် အဲ့လိုရာဇဝင်ရှိတယ် ဒီရင်ပတ်ထားလေ မိုးချုပ်ပြစ်ချတာ ငွေကောင်းမိုးချိုးပစ်ချ ဟုတ်တယ် လူတယောက်တယောက်ပဲကြိုင်းခဲ့ အဲ့ဒါအခုဒါဒီကြာတလိုင်းပင်တွေကပြောမယ်ဆိုရင်တော့တိမ်ကောပျောက်ကွယ်သွားတာဘယ်နှစ်နှစ်လောက်ရှိသွား 12နှစ်လောက်ရှိ 12နှစ်လောက်ရှိအခုမှပြန်ပေါ်တာ ခုမှ ဟုတ်ပြီဒါလေးတွေပြန်ထိမ့်သိမ့်ထားဖို့လို 12 နော် နှစ်မဟုတ်18နှစ်လောက်ရှိ ဆက်ခွင့်ရရှိ ဟုတ်လား 18နှစ်လောက်ရှိပြီခုသားသမီးတွေတောင်မှ နောင်သားလေး မမြင်ဘူးကြ ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အင်းတာယာကြေးဝါ ဒီ ဟုတ်တယ် သင်ဖြူအင်းထဲမှာပေါ်တဲ့ဒီကြာတလိုင်းပင်တွေကိုဒါကျွန်တော်တို့ ဘူးမှမခေါ် နောင်လာလည်းမြင်အောင်ထိမ့်သိမ့်ဆောင်ရှောက်ဖို့တော့လိုတယ်ဗျာနော် ဟုတ်ကဲ့ပါ ဒါတဖြည်းနဲ့ဒါစစ်ထောက်ဆောင်ရှောက်လိုက်မယ်ဆိုရင်တော့ပွားများလာမှာပေါ့နော် ဒီလုံးပြန်ပြည့်မယ်လေ ဒါတအင်းလုံးဒါဆိုရင်တော့ နောက် အင်းတာယာမှာကြာတလိုင်းပင်ရှိတယ်ဆိုလာရောက်ပြီးလေ့လာလို့လည်းရတာပေါ့နော် နောက်လာမဲ့ကလေးလည်းအကုန်မြင်ရမယ်လေ ခုလည်းပဲလေးလာမယ်ဆိုရင်ခုတယုံရှိပါတယ် ဟုတ်ကဲ့ ဟိုဘနာမှာတယုံရှိနော်အာ စူးတွေနဲ့ပေါ့နော် စူးတယ်အဲ့မှာသူ့ရဲ့အရွက်တွေအယိုးတွေကိုကာကွယ်ထားတာစူးတွေ ဟုတ်ကဲ့ကြာတလိုင်းပင် ကြာတိုင်း အဲ့မှာတခြားကြည့်ပါစူးတွေနဲ့နော်အဲ့မှာစူးတွေနဲ့သူ့ရဲ့အယိုးမှာလည်းစူးတွေနဲ့အရွက်တွေမှာလည်းစူးတွေနဲ့အသေးတွေမှာလည်းစူးတွေနဲ့ပါနော်သူ့ရဲ့ဒါခန္ဓာကိုယ်တွေကိုဒီအရွက်တွေအသေးတွေကိုစူးတွေနဲ့ကာကွယ် ကာကွယ်ထားတာသူ့အယိုးအသီးတွေကိုဘယ်သူမှမခုတ်နိုင်အောင်လို့ ဟုတ်ကဲ့ စဘာဝတန်းနဲ့ကာကွယ်ထားတာဘယ်လောက်နတ်ကြီးရဆိုတာကိုခုနကမတယုံဒီ